ဒါကိုရင်လေးကားတွေအရန်ကြည့်ထားလာတယ်။ဘာဖြစ်လို့လဲ။ကိုရင်လေးရှိမှများဟိုဒီဘက်တွေဖြစ်နေဘူးလားတဲ့။ကျွန်တော်မနေဘူးပါဘူးခင်ဗျ။စကလုံးတစ်လုံးချင်းပေါ်မှာတဲ့ detail item တွေလောက်သွားတယ်။အဲ့လို item လောက်တဲ့သူပါတဲ့။တိတ်မရှိဘူးတဲ့။ဒီနည်းဆက်ပြောရရင်ဒါကိုရင်လေးတယောက်ပဲရှိတယ်။ကိုရင်လေး item တွေအရန်ဖြစ်နေတဲ့အခါကျတော့ကိုရင်လေးရှိမှများတပည့်ခံထားလားအရန်အဲ့ကားတွေကြည့်ထားလားဆိုပြီးတော့မှကျွန်တော်မေးခံရဘူးတဲ့။ဒါကျွန်တော်မသိစိတ်ကအကြည့်များပြီးတော့လဲတူယူမိတာလည်းဖြစ်မှာပေါ့နော်။ပါသွားတာလည်းရှိမှာပေါ့။ဆိုတော့အဲ့လောက်ထိတော့မိုးခဲ့ပါဒီနေ့ကားလေးကတော့ moment new ပေါ့နော်။စကားနာမည်လည်း moment new ပါ။ဇလန်တွေဖြစ်ပါတယ်။ဒီဇလန်တွေကတော့ဇက်ကိုကျွန်တော်တို့ဒီလုတ်တဲ့အခါရောဖတ်တဲ့အခါမှာဆွေးနွေးတဲ့အခါမှာဇက်ကလေးကတော်တော်ကောင်းပါတယ်။သူဆိုအတင်းအများကြီးလုပ်ရမယ်။သူဆိုအတင်းအများကြီးလုပ်ရတယ်။အခုဆိုလည်းအတင်းအများကြီးလုပ်ရမယ်။အခုဆိုလို့ရှိရင်သမီးငယ်ဘဝရောနောက်မြီးလေးရဲ့ဘဝရောပေါ့နော်။အဲ့လိုမျိုးကိုတောက်လျှောက်ပြီးတဲ့ဇောင်းကြီးတယောက် character နဲ့ပါဗျ။ဒီမှာတော့ကိုကဟောပေါ့စီးပွားကြနေတဲ့လုပ်ငန်းရှင်တထေးတယောက်နော်ကိုမင်းနိုင်ဆိုတဲ့ character ပေါ့ဟုတ်ပုံကြောင်ဘယ်လိုလေးတွေ့ရလဲကျွန်တော်ဒီထဲမှာပါပေါ့ကိုရန်လေးအိမ်မှာအလုပ်သမားပေါ့အစီကံပေါ့အဲ့ဒီမှာစူးစိုက်နဲ့ပြန်ပြီးတော့တိုက်ခန့်ဖြစ်တဲ့နေရာလေးပေါ့နော်ဟွာပေါ့ကိုတွေးတောက်ဆိုတဲ့ခိုင်တာလေးပါ၃ယောက်အထူဆုံးတာတော့ဒါပထမဆုံးပဲကိုရန်လေးနဲ့တော့ကျွန်တော်ငငယ်တော့ခဏဆုံတယ်ကိုပြီးခဲ့တဲ့ကားကြီးတော့တကားဟုတ်ကဲ့ကြီးတော့လည်းဆုံတယ်ငငယ်ကလေးကနေဆုံလာတာအခုချိန်ဒီအဲ့လိုပြောတာအောင်ရင်ချမ်းနဲ့ဒါပထမဆုံးဆုံတာ၃ယောက်လည်းဒါပထမဆုံးဆုံတဲ့ကားပါကျွန်တော်နဲ့အောင်ရင်ချမ်းလေးကတော့စုံတာကိုကြီးလာတော့နဲ့ပြန်ခဲ့တယ်ကိုကြီးလာတော့မပြန်ဇလန်တွေတရားပေါ့နော်ဇလန်တွေကြီးပဲစုံတယ်နော်ဟုတ်ကဲ့နောက်ရင်ဖွင့်ပြခြင်းဇမွေးပြတဲ့ဇလန်တွေဘုံမှန်ညူရဲ့ဒီလိုကောင်းလို့ဆိုလို့ရှိရင်လည်းငယ်ငယ်လေးတည်းအခုချိန်တည်းသူတို့အများတူတက်လာတော့တွေ့ရတာပေါ့နော်ငယ်ငယ်လေးတွေကနေပြီးတော့အခုချိန်လေးဆိုလို့ရှိရင်ဒီလိုဆိုတော့ဒီနေရာမှာတက်တည်နိုင်ပြီကိုနာမည်ခံဖြစ်သွားပြီလိုပဲအောင်ရင်ချမ်းဆိုလည်းခိုင်ခန့်နေတဲ့နေရာမှာဖြစ်သွားပြီအောင်ရင်ချမ်းရည်လည်းဖြစ်လာပြီပေါ့နော်ဖြစ်လာတဲ့မြတ်တို့ရဲ့ယူကိုရလေးကဟိုပါလေငငယ်တော့ဆိုတာတဲ့ပြီးခဲ့တဲ့ဒီရုပ်ရှင်လေးရိုက်တဲ့အခါမှာလည်းဆုံးပေါ့သတိပေးဆုံးမစကားလေးပေါ့ဒီနေရာလေးကနော်ဒါနေရာလေးရတော့လောက်ထားတော့ရခဲ့တယ်ကိုနေရာကိုရတဲ့အချိန်ကျရင်အပိုင်သာလောက်ဒီလိုလေးပြောတာကိုရလေးနဲ့ကျွန်တော်နဲ့လူချင်းမတွေ့ခင်မှာတော့ခန့်ငယ်တော့လေဒါကဟိုအမတ်တရပြောပြတာပါဝင်ထွေးရိုက်ပါတော့ကျွန်တော်စပြီးတော့ရိုက်တဲ့အချိန်တော့ကျွန်တော်လိုက်စင်းကြီးရိုက်ကြတာပေါ့ဗျာပြင်ဦးလွင်မှာကျွန်တော်ဘယ်လိုမတိစိတ်ကဘယ်လိုလွှမ်းမိုးခံထားရလဲဆိုတော့ရိုက်နေရင်းနဲ့ကတ်ဆိုပြီးတော့ရက်လိုက်တယ်ဝင်တော့ရက်လိုက်ပြီးတော့မှတားရတယ်ဒါကိုရင်လေးကားတွေအရန်ကြည့်ထားလာတယ်ဘာဖြစ်လို့လဲကိုရင်လေးရှိမှများဟိုဒီဘက်တွေဖြစ်နေဘူးလားတဲ့ကျွန်တော်မနေဘူးပါဘူးခင်ဗျာဘာမှမဟုတ်ဆက်ရိုက်မယ်ဆိုတော့လူဟာလေဖြစ်သွားတာစိုက်ကိုဖြစ်သွားတာသိလားဘာမှလည်းအဖြေလည်းပြန်မပေးလိုက်ဘူး तू ကအဲ့လိုမေးပြီးတော့မှဆက်ရိုက်ရောနောက်တော့မှပြန်ပြောတာတားလို့သွားတဲ့ item လေးတွေမှာကိုကတော့အမှတ်တမဲ့ပါပဲလုတ်တက်သလိုလုတ်တာပါအမှတ်သူကတဲ့စကလုံးတစ်လုံးချင်းပေါ်မှာတဲ့ detail item တွေလုတ်သွားတယ်အဲ့လို item လုတ်တဲ့သူပါတဲ့တိတ်မရှိဘူးတဲ့ဒီနည်းဆက်ပြောရရင်ဒါကိုရန်လေးတယောက်ပဲရှိတယ်အဲ့လိုမျိုးခါအဲ့ဒါကြောင့်ဒါကိုရန်လေး item တွေအရန်ဖြစ်နေတဲ့အခါကျတော့ကိုရန်လေးရှိမှများတပည့်ခံထားလားအရန်အဲ့ကားတွေကြည့်ထားလားဆိုပြီးတော့မှကျွန်တော်မေးခံရဘူးတဲ့အမှန်တော့ဒါကျွန်တော်မသိစိတ်ကအကြည့်များပြီးတော့လဲတူယူမိတာလည်းဖြစ်မှာပေါ့နော်ပါသွားတာလည်းရှိမှာပေါ့ဆိုတော့အဲ့လောက်ထိတော့မိုးခဲ့ပါကျွန်တော်သဘောကျပါတယ်သူတို့ item လုပ်တဲ့ခါမှာသူတို့ item ကိုတကယ်ဝတ်တာစားတာဆိုပြင်ဆင်မှုတွေတအားကောင်းတယ် item ကိုလုပ်သေးတာ detail လုပ်တဲ့ခါကျတော့ဝမ်းသာတယ်အဲ့လိုမျိုးပေါ့စကလုံးလေးမှာ item ရှိရဆိုတဲ့ဟာမျိုးပေါ်လွင်အောင်ပေါ်ကျူးနိုင်တဲ့ဟာကိုကျွန်တော်ဝမ်းသာတယ်ကြာဒီတက်မှာလည်းကိုဘယ်လိုချင်းနေတယ်ကျွန်တော်တို့ကအများကြီးကြိုးစားမှာပါအကိုကတော့ကျွန်တော်တို့တွေ့တိုင်းအများတန်းသင်ကြပေးတယ်ပေါ့နော်အဲဒီအချိန်မှာဘိုးကြီးလာတော့မလက်ပြန်တော့ဆိုရင်ကမောင်းဆုံးဆိုတော့ကြောက်တာပေါ့နော်အခုကျွန်တော်ငယ်လည်းငယ်သေးတာအများကြီးဒီကိုနဲ့တွေ့လို့တဲ့အချိန်မှာဒီကျွန်တော်တို့ရဲ့စိတ်ဓာတ်အများကြီး fresh ဖြစ်ပါတယ်လှုပ်အရန်ကောင်းတယ်အများကြီးတူးစရာရှိတယ်အချိန်လည်းတိကျတယ်အလုပ်ပေါ်မှာအများကြီးပေါ့နော်တူးစရာတွေတီးစရာတွေတကယ်ကိုအများတဲ့ကျွန်တော်တို့ဆရာတယောက်လည်းပြောလို့ရပါတယ်အဲဒီဒီပွဲပြကြီးဒီတို့မှလည်းကျွန်တော်အခုလည်းတော်တော်လေးစားပါတယ်ပေါ့နော်ကျွန်တော်အဲ့နောက်ဆုံးရိုက်တဲ့အခန်းလေးဆိုကျွန်တော်ရည်နေအမှတ်ရတယ်ပေါ့နော်ကိုတာတက်ရတဲ့အခန်းလေးတာတက်ရတဲ့အခန်းဆိုရင်
ရတယ်လို့အာမနာတယ်ပေါ့နော်ဆိုတာနဲ့ကျွန်တော်တကယ်ကိုယ်တိုင်တိုးဆောင်ရတဲ့အချိန်မှာတကယ်စိတ်ထဲမှာအဆင်ပြေတယ်ပေါ့ဘယ်လိုပြောမလဲအရင်ထဲမှာမစိုးနေတော့ဘူးပေါ့လို့ဆိုတော့ကိုယ့်ဘောအာနာနေရမယ်ပေါ့နော်ကိုနည်းနည်းရိုင်းစို့ပြန်ဖြစ်တော့ဆိုတော့ရဲတွေးမိနေတာဘာပြကိုယ့်ရဲ့ဒီလမ်းပြပေးဖို့လမ်းဖွင့်လာပေးဖို့မှာလည်းကျေးဇူးများတင်တယ်ပေါ့နော်အခုလိုနှစ်ခေါက်ပြန်ဆောင်တဲ့အချိန်မှာလည်းရန်ဝမ်းသာပါတယ်ကိုယ်ကလည်းအများကြီးတည်ရောက်ပါကိုကြီးကကားရဲမဆောင်ခင်ကတော့မင်္ဂလာပွဲမှာတော့ကိုကြီးကအမှတ်တရပဲသူတော့အားကြရတယ်သူကပန်းစီရပြီးတော့ပတ်သက်လည်းအများကြီးရပါဒါပေမဲ့ပြက်ကုန်သွားတယ်ဒီအကိစ္စပြောလိုက်ပါ ဟုတ်တယ်ဥမာကိုကဟိုပန်းစီရလို့စူကြီးတွေအများကြီးရတခါမှနော်အဲ့လိုမင်္ဂလာပွဲမျိုးမရှိဘူးနော်ပန်းစီလက်ရအောက်ကနေစပွန်ဆာတွေလည်းတခါတန်းလာတာနော်အယံဝမ်းတာအဲ့မှာဒါပေမဲ့လည်းကို့အောက်မှာတန်းစီနေဆိုတော့လည်းအများကြီးပြန်ဝေးရတာအကုန်ကမမှန်ရအဲ့တော့ပန်းစီလက်ရတယ်ပတ်စံ30ကျော်လောက်ရတာတော်သေးတယ်အဲ့ထက်ပြန်မဆိုင်လိုက်ရတာအောင်မတရားပါနော် စကားကိုဆိုင်ရမယ်ဆိုပြီးကလန်လေးကိုအားစုလို့ကောင်းပါတယ်ဒီဇလန်ကိုပြုဆောင်မဲ့ဥပ္ပစာဆိုတဲ့နေရာတဲ့တကယ်ကိုဒီဇလန်စဖြစ်အောင်လို့ဖန်တီးလိုက်တဲ့ဇက်ကောင်ကြီးတကောင်ပေါ့နော်အဆုံးထိပါပဲသူကတော့သူ့နဲ့ပတ်သက်ပြီးတော့မှကျန်တဲ့ဇလန်တွေလူအာဃာတတွေအမုန်းတွေအများကြီးဖြစ်သွားကြအဲ့လိုမျိုးပေါ့အဲ့တော့ဇလန်တွေလည်းဒီလိုက်ဖက်တဲ့ဇလန်တစ်ခုလို့လည်းပြောချင်ပါတယ်ဒီဇလန်တွေကြည့်တဲ့အခါမှာလည်းတပိုင်းပြီးညှော်ပြီးတော့ပြည်သက်ကတတ်ဖြစ်နေမယ်ဇလန်တွေလို့လည်းညှော်လစ်ပါတယ်ဗျအဲ့လိုလည်းဖြစ်မယ်လို့ဖြစ်ပါတယ်